Hello, ladies and gentlemen. ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့တနာကဆေးလိပ်ငွေတွေကိုတိမ်နေဖြစ်အောင်ဒီဆေးလိပ်တွေကိုတောက်ပြမှာပဲဖြစ်ပါတယ်။အလကားစတာပါနော်။တနာက Paste Up ဆိုတဲ့အလေးကိုအသုံးပြုပြီးတော့ဓာတ်ပုံလေးကိုပြုပြင်ပြပေးသွားမှာဖြစ်ပါတယ်။အခုပဲကြည့်လိုက်ကြရအောင်နော်။အရင်ဆုံးစက္ကူလေးတစ်ရက်ကိုယူပြီးတော့ဆေးလိပ်ပုံစံဖြစ်အောင်လိပ်ပါမယ်။ကဲအခုဆေးလိပ်ပုံစံလေးဖြစ်သွားပြီအဲ့ဒီဆေးလိပ်ပုံစံလေးဖြစ်သွားတဲ့စိတ်ကူလေးနဲ့ဆေးလိပ်တောက်တဲ့ပုံစံလေးကိုလုပ်ပြမယ်နော်ကိုယ့်ရဲ့ဆေးလိပ်တောက်နေရဲ့ post လေးကိုဓာတ်ပုံလေးတစ်ချက်ရလိုက်မယ်နော်ဓာတ်ပုံရပြီးသွားပြီဆိုရင်အဲ့ဒီဓာတ်ပုံလေးကို Paste Up ထဲကိုဝင်ပြီးတော့ပြင်လိုက်ကြရအောင်နော်မြင်နေရတဲ့ Paste Up ဆိုတဲ့ပီပုံစံပါတဲ့ app လေးထဲကိုအရင်ဝင်လိုက်မယ်နော်ဝင်ပြီးသွားပြီဆိုရင်အခုပုံမှန်ပြထားတဲ့အတိုင်းအောက်မှာပါတဲ့အပေါင်းပုံစံလေးကိုနှိပ်ရပါမယ်အပေါင်းလေးနှိပ်ပြီးသွားပြီဆိုရင်ကိုဟိုနားရိုက်ထားတဲ့တပ်ပုံလေးကိုရွေးလိုက်မယ်အခုလိုပုံလေးဖြစ်လာပြီဆိုရင်အောက်မှာမြင်နေရတဲ့ဘားလေးတွေတဲက STICKER sticker ဆိုတဲ့အထဲကိုတစ်ချက်ဝင်လိုက်ပါမယ် sticker တွေကိုရောက်ပြီဆိုရင်အပေါ်ဆုံးကမှန်ဘလူးပုံစံလေးနဲ့ search bar လေးကိုသွားပါမယ်အဲ့ဒီမှာကိုရှာချင်တဲ့ဟာလေးကိုစလုံးလေးရိုက်ပြီးတော့ရှာကြည့်လိုက်မယ်အရင်ဆုံး secret ဆိုတဲ့ဟာလေးကိုအရင်ရှာကြည့်လိုက်မယ်နော်သူပြထားတဲ့ပုံတွေကအများကြီးပဲအဲ့ဒီတဲကမှကိုအစဉ်ပြင်မဲ့ဟာလေးတစ်ခုကိုရွေးလိုက်မယ်ဟုတ်ပြီ secret တစ်ခုပုံစံလေးကိုရွေးလိုက်ပြီเนาะအဲ့ဒါလေးကိုဆေးလိပ်တောက်နေတဲ့ပုံစံတဘာဝကြအောင်လို့တိတ်လှည့်လိုက်မယ်လှည့်ပြီးတော့ချိန်ကြည့်လိုက်မယ်ပေါ့เนาะချိန်ပြီးသွားရင်အပေါ်မှာပြထားတဲ့ခက်ပြက်ပုံစံလေးအဲ့ဒီခက်ပြက်ပုံစံလေးကိုနှိပ်ပြီးတော့ကိုဖြတ်ချင်တဲ့အရာကိုဖြတ်လိုက်လို့ရပါတယ်ဟုတ်ပြီပုံကကိုလိုချင်တဲ့ပုံစံအနေထားကိုရောက်သွားပြီဆိုရင်အောက်ကစတစ်ကာတွေကိုထပ်ဝင်ပါမယ်ပြီးတော့ CLOUD cloud လို့ရိုက်နေပြီးတော့တိမ်လေးကိုရှာပါမယ်သူပြထားတဲ့တိမ်ပုံစံတွေကတော့အများကြီးပဲအဲ့ဒီတဲမှာကိုလိုချင်တဲ့အဆင်ပြေတဲ့တိမ်ပုံစံလေးတစ်ခုကိုရွေးလိုက်ပါမယ်ပြီးရင်အဲ့ဒီတိမ်လေးကိုပုံမှာအဆင်ပြေတဲ့နေရာလေးမှာချိန်ပြီးထားမယ်ဟုတ်ပြီအဲ့ဒီတိမ်လေးကိုပဲနောက်ထပ်copy ထပ်လုပ်မယ် copy ထပ်လုပ်ပြီးတော့ site ကိုအသေးအကြည့်ကိုကြိုက်တယ်လို့ပေါ့နော်ချဲလို့ရတယ်ပြီးတော့အဆင်ပြေမဲ့နေရာကိုထပ်ထားမယ်အဲ့ဒီတိမ်လေးကိုပဲထပ်ပြီးတော့ duplicate လုပ်မယ်ပြီးတော့အဆင်ပြေရဲ့နေရာလေးမှာပဲထပ်ပြီးတော့ paste လုပ်လိုက်မယ်အဲ့ဒီတိမ်လေးတွေကမှဟိုဘက်ကတိမ်သေးသေးလေးကိုဘာလုပ်မလဲဆိုတော့အောက်ကဘာလေးထဲမှာ shadow ဆိုတဲ့ဟာလေးကိုနှိပ်ပါမယ်အဲ့ဒီတိမ်လေးကိုအရိပ်ထည့်ပေးမလို့ပါတိမ်လေးအရိပ်ထည့်ပေးပြီးသွားပြီဆိုရင်အောက်ကဘားလေးတွေက TOOL2 ဆိုတဲ့နေရာကိုသွားပါမယ်အဲ့ဒီ2ကိုနှိပ်ပြီးသွားရင်ပုံမှာပြထားတဲ့အရာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဟိုးအပေါ်ဆုံးကအကြီးဆုံးတိမ်ကိုအောက်ကိုဆွဲချပါမယ်ပုံမှာပြထားတဲ့အတိုင်းဖြည်းဖြည်းချင်းအောက်ကိုဆွဲချပါမယ်ဆေးလိပ်နားကိုရောက်တဲ့အထိဆွဲချမယ်နော်ပြီးရင် sticker တွေကိုထပ်ဝင်မယ် secret smoke ဆိုပြီးတော့ထပ်ရှာပါမယ်ဟုတ်ပြီအဲ့ဒီထဲကနေပြီးတော့အဆင်ပြေတဲ့မိကုန်းငွေလေးတစ်ခုကိုရွေးလိုက်မယ်ပြီးတော့သူ့ကိုအဆင်ပြေရချိန်ထားလိုက်ပါမယ်ပုံဟာဆေးလိပ်ကထွက်တဲ့မီကိုကတိမ်ပုံစံဖြစ်သွားသလိုမျိုးဖြစ်သွားပြီဆိုရင်ဘာလို့သိလဲဆိုတော့ဆေးလိပ်ကမီးပြောင်နေပါတယ်အဲ့ဒီတော့ဆေးလိပ်ကိုမီးလေးထပ်ဖို့အတွက် secret fire and smoke အဲ့လိုပေါ့နော်သူအဆင်ပြေတဲ့ keyword လေးနဲ့ရိုက်ရှာလိုက်ပါမယ်အဲ့မှာမီးတောက်လေးတွေ့ပြီအဲ့ဒီမီးတောက်လေးကိုဆေးလိပ်ရဲ့ထိပ်မှာတေးသေးချာချာလေးထားလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့မှာဖြတ်စရာရှိရဖြတ်ချိန်စရာရှိရချိန်ပြီးသွားပြီဆိုရင်တော့ပုံလေးက
ပြီးဆုံးသွားပါပြီဒီနေ့ပြောပြချင်တဲ့ပုံစံလေးရောဒါပါပဲအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်